အိမ်အလုပ်လုပ်တဲ့သူတွေအတွက်အသုံးဝင်မဲ့ထိုင်းစကားလုံးလေးညဝေပေးသွားမယ်တပြက်စီးလှဲတယ်ဆိုလို့ရှိရင်กวาดบ้านกวาดบ้านจานတိုက်တယ်ဆိုလို့ရှိရင်ถูพื้นถูพื้นတန့်ရှင်းရေးလုပ်တယ်ဆိုရင်ทำความสะอาดทำความสะอาดအဝတ်လျှော်တယ်ซักผ้าซักผ้าမီးဘူးတိုက်တယ်รีดผ้ารีดผ้าအဝတ်လှမ်းတယ်ဆိုလို့ရှိရင်တော့ตากผ้าตากผ้าทำให้เห็นชัดเจนทำกับข้าวทำกับข้าวအိမ်ဒါဆေးတယ်ဆိုလို့ရှိရင်တော့ล้างห้องน้ำล้างห้องน้ำအဲ့လိုမျိုးပြောလို့ရပါတယ်ဒီထက်မကသိချင်တဲ့ထိုင်းစကားလိုလေးများရှိရင်လည်း comment မှာရေးထားပေးလို့ရပါတယ်တေတန်းအပ်ချင်တဲ့သူတွေအတွက်လည်းတေတန်းအပ်လက်ခံနေပါပြီတေတန်းမှာဆုံကြမယ်